ဗီနီဇွဲလားမှာငလင်ကြောင့်လက်ရှိအချိန်ထိတေဆုံးသူအနည်းဆုံး920ရှိသွားပြီးတော့ဒဏ်ရာရသူပေါင်း3360ကျော်နဲ့ပျောက်ဆုံးနေတဲ့သူ9000အထိရှိလာပါတယ်။ဒါကပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကဗီနီဇွဲလားနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကနဦးငလင်ကြီးနှစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့တုံလို့66ပွဲဂိမ်းကနန်းတွေဖြစ်ပါတယ်။အပျက်စီးတွေအောင်မှာပိတ်မိနေတဲ့အသက်ရှင်ကျန်သူတွေကိုကယ်တင်နိုင်ဖို့ရွှေရောင်အချိန်golden hour လို့ခေါ်တဲ့ပထမဆုံး82နာရီအတွင်းမှာအသက်လူပြီးကယ်ဆယ်နိုင်ရဲ့အတွက်ကယ်ဆယ်ရေးသမားတွေကမိနစ်အလိုက်အချိန်နဲ့အမျှတိုင်ဆိုင်ပြီးတော့ရှာဖွေနေကြပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လင်းခိုင်ပါကျွန်တော်အနေနဲ့ TikTok မှာဆိုရင် follower 9သိန်းကျော်ရှိတဲ့ account တစ်ခုလေးသာသုံးပါတယ်ကျွန်တော်တွေကကူးချထားတဲ့အတုတွေဖြစ်ပါတယ်ဒီနေ့ season မှာတော့ဗင်နီဇွဲလားနိုင်ငံငလင်ကပ်ဘေးရဲ့နောက်ဆုံးအခြေအနေပြီးတော့ပြိုလဲလို့နေပါဖြစ်နေတဲ့စက်ရုံတွေရဲ့အခက်အခဲတွေတကမ္ဘာလုံးကဝိုင်းပြီးကူညီနေကြတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ဗင်နီဇွဲလားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodriguez ရဲ့အဆိုအရဆိုရင်အဆောင်အပျက်စီးတွေအောင်မှာတရားဝင်ပိတ်မိနေစေလူပေါင်း182ဦးရှိပြီးတော့သူတို့ကိုကယ်ထုတ်နိုင်မှုအသေးအတန်စူးစမ်းနေရပါတယ်ဒါပေမဲ့အဆိုးအဆုံးထိခိုက်တဲ့ဒီလာဂွေရာပြည်နယ်လို့ကမ်းရိုးတန်းမြို့တွေမှာတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကအလွန်ပဲနှေးကွေးနေလို့ပြည်သူတွေရဲ့စိတ်ပြတ်ဒေါသထွက်မှုတွေမြင့်တက်လာနေပါတယ်မြေပြင်မှာတန်ကိုကရစ်ဒုံကြီးတွေကိုဖယ်ရှားဖို့မီးစက်တွေကရင်ကရိယာတွေအလွန်ရှားပါနေရကြောင်းဒေသခံတွေကဒီဂေါ်ပြားတွေပေါက်စင်တွေဒါမှမဟုတ်ကိုပိုင်လက်တွေနဲ့တုံးပြီးတော့အပြက်အစည်းတွေကိုဒီတူးဆွဖယ်ရှားနေပြီးတော့မိသားစုဝင်တွေကိုလိုက်ပြီးရှာနေရပါတယ်အသက်25နှစ်အရွယ်မိခင်တဦးကသူမရဲ့ဒီ6နှစ်အရွယ်သားလေးအပါဝင်မိသားစုဝင်6ဦးကအထက်မြင့်ဒီအိမ်ယာဝင်းကြီးပြိုကျလို့ပိတ်မိနေစေဖြစ်ပြီးတော့ဒေသခံတွေကိုယ်တိုင်ကိုလူတွေကိုအရှင်လဲကဲထုတ်နေရတာဖြစ်ပါတယ်ကြောက်ပြားကြီးတွေကိုမားဖို့ပရိတ်နေအရေးပေါ်လိုအပ်နေပါတယ်လို့ငိုယိုပြီးတော့ပြောခဲ့ပါတယ်ထူးခြားချက်အနေနဲ့တေဆုံးတဲ့သူတွေထဲမှာဗင်နီဇွဲလားအမျိုးသားဘောလုံးအသင်းကကစားသမားတချို့ပါဝင်သွားခဲ့လို့အတည်ပြုထားပါတယ်မနေ့ကတောက်ကြနေမွန်လဲပိုင်းကလည်းဒီအင်အား4.6ရှိတဲ့နောက်ဆက်တဲ့ငလင်တစ်ခုထပ်ပြီးလှုပ်ခဲ့လို့ဒီပြည်သူတွေကပို့ပြီးတော့ထိတ်လန့်နေကြပါတယ်ငလင်လည်းကြောင့်ဗင်နီဇွဲလားတဝင်းလုံးကစေယုံပေါင်း73ခုပျက်စီးသွားခဲ့ပြီးတော့ကြန့်ရှိတဲ့စေယုံတွေမှာလည်းနှစ်ပေါင်းများစွာအစိုးရကဘတ်ဂျက်လျှော့ချထားတဲ့ဒဏ်ကြောင့်လူနာတွေကိုမကုသနိုင်မင်းနဲ့အကြီးအကျယ်အကြက်ရိုက်နေပါတယ်ဝိုင်းရင်ကလေးတီအထူးကုဆရာဝန်ကြီးတူဟာကျွန်တော်တို့စီမှာနေ့စဉ်ကြုံတွေ့နေရတဲ့ဒဏ်ရာတွေကိုကုဖို့တော့ပစ္စည်းမစုံပါဘူးအခုဆိုရင်လူနာတွေကိုစေယုံစင်းကြံလမ်းတွေပေါ်မှာထားပြီးတော့အစဉ်ပြေလိုပြေညာကုသပေးနေရပါတယ်စေယုံတွေမှာဆေးဘက်ဆိုင်ရာ gas တွေပြီးတော့အကိုက်ခဲပြောက်ဆွေးမေးစေးပရိစီဝါဆေးတွေကအစဂျီတွေကအစုံအကုန်လုံးလုံးဝပြက်လက်နေပါတယ်လို့ရင်ဖွင့်သွားပါတယ်တချို့စေယုံတွေမှာခွဲစိတ်မှုလုပ်ဖို့လူနာတွေကိုယ်တိုင်စေယုံသုံးပစ္စည်းတွေကိုအပြင်မှာသွားပြီးတော့ဝယ်နေရတဲ့အထိအခြေအနေတွေဆိုးရွားနေရဖြစ်ပါတယ်ဒီလိုအတိဒုက္ခရောက်နေတဲ့ဗီနီဇွဲလားနိုင်ငံပြည်သူတွေအတွက်ကမ္ဘာနိုင်ငံအသီးသီးကကယ်ဆယ်ရေးအဖွဲ့တွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုအလုံးရင်းနဲ့စပြီးပြပို့နေကြရဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုအနေနဲ့ကနအုပ်အကူအညီနဲ့ဒေါ်လာတန်150ပေးရမယ့်အပြင်ဗင်နီဇွဲလားအပေါ်ချမှတ်ထားတဲ့စီးပွားရေးပိတ်ဆို့မှုအချို့ကိုဖေလျှော့ပေးလိုက်ပါတယ်အမေရိကန်စစ်ဘက်ကလည်းရည်ရက်တယ်ယူပို့ဆောင်ရေးတမော်ကြီးနဲ့ရဟတ်ယာဉ်တွေကိုကယ်ဆယ်ရေးလုပ်ငန်းတွေမှာကူညီပေးဖို့ဆေလွတ်ထားပါတယ်နောက်တစ်ခုကတော့အယ်ဆာဗာဒေါနိုင်ငံဖြစ်ပါတယ်အရေးပေါ်လူနာတင်ရင်ဝန်ထမ်းပြီးတော့ကယ်ဆယ်ရေးသမား300ပြီးတော့ကယ်ဆယ်ရေးပစ္စည်းတန်90ပို့ဆောင်ခဲ့ပါတယ်သူတို့အဖွဲ့ကအခုဆိုရင်အထက်10တက်ရှိတဲ့အဆောက်အအုံအပျက်စီးတွေခြားထဲမှာအသက်15နှစ်အရွယ်မိန်းကလေးတဦးနဲ့သူ့ရဲ့အိမ်မွေးတိရစ္ဆာန်ကြောင်လေးကိုအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပါတယ်မက္ကဆီကိုနိုင်ငံနဲ့ကိုလံဘီယာနိုင်ငံနဲ့မက္ကဆီကိုကစစ်သားနဲ့အမျိုးသားအဆောင်တပ်ဖွဲ့ဝင်260ကျော်ဆေလွတ်ခဲ့ပြီးတော့အိမ်နီးချင်းကိုလံဘီယာနိုင်ငံကလည်းကယ်ဆယ်ရေးသမား60ကျော်နဲ့ဒီငလင်ရှာဖွေခွေးလေးကောင်ကိုဆေလွတ်ကူညီပေးနေပါတယ်ဥရောပနိုင်ငံတွေနဲ့အာရှနိုင်ငံတွေစပိန်ပြင်သစ်ချက်သမ္မတနိုင်ငံတို့ကမိသက်သမားတွေနဲ့အင်ဂျင်နီယာတွေကိုပို့ပေးထားသလိုအာရှဘက်ကအိန္ဒိယကစေဝါတန်35တန်ကျော်တရုတ်နိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကလည်းကူညီမှုတွေအပြည့်အဝပေးရနေပါတယ်ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရဆိုရင်ဒီငလင်ကြောင့်ဓာတ်ရိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကအမေရိကန်ဒေါ်လာ6.8ဘီလီယံခန့်ရှိတယ်လို့ဆိုပါတယ်ကံကောင်းတာတစ်ခုကဗင်နီဇွဲလားနိုင်ငံရဲ့အဓိကစီးပွားရေးဖြစ်တဲ့ရေနံထုတ်လုပ်မှုအဆောက်အအုံတွေကတစုံတရာထိခိုက်မှုမရှိဘဲနဲ့ပုံမှန်အတိုင်းလေပတ်နိုင်စေဖြစ်တယ်လို့ရေနံဝန်ကြီးကအတည်ပြုထားပါတယ်ဗင်နီဇွဲလားရဲ့အတိုက်အခံနိုင်ငံရေးသမားတွေကတော့ဗင်နီဇွဲလားနိုင်ငံရဲ့ကယ်ဆယ်ရေးစနစ်တွေကအစိုးရရဲ့ပြစ်ပယ်ထားမှုကြောင့်ပြပုံဘဝရောက်နေရတာဖြစ်လို့အရေးပေါ်နိုင်ငံတကာအကူအညီတွေကိုသာအားကိုးရမယ်လို့ထောက်ပြဝေဖန်နေကြပါတယ်အချုပ်ပြောရရင်တော့ဗင်နီဇွဲလားရဲ့ငလင်ဘေးကလာမဲ့သတင်းပတ်တွေတင်မကဘဲနဲ့လာပေါင်းများစွာကြောက်အောင်ပြန်ပြီးတော့ထူထောင်ရေးလုပ်ငန်းတွေကိုလွတ်ဆောင်ရမယ်အီယာမကပီကြီးတစ်ခုဖြစ်လာပါတယ်အဆောက်အုံတွေအောင်မှာပိတ်မိနေသူတွေအများဆုံးလွတ်မြောက်နိုင်ပါသေးကြောင်းဆုတောင်းရင်းနဲ့ဒီနေ့အစီအစဉ်ကိုဒီမှာပဲရအောင်ကြည့်ပါကျွန်တော်မှာ TikTok မှာ follower 9သိန်းကျော်ရှိတဲ့ account တစ်ခုတည်းသာရှိပါတယ်ကျန်တဲ့ဟာတွေကအတူတူဖြစ်ပါတယ်အချိန်ပေးပြီးကြည့်ရှုနားသိမိရကျေးဇူးတင်ပါတယ်ကျွန်တော်က link ခိုင်းပါနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆောင်တွေ့ပါခင်ဗျာ